သာသနာပြုမဲ့ဗုဒ္ဓရင်သွေးဓမ္မစာပေပြန်ပွားရေးအသင်းကြီးရောက်လာပါပြီရောက်လာပါပြီသာသနာပြုကြပါမည်ဗုဒ္ဓရင်သွေးဆရာတော်ဖျားနဲ့ဆရာမများရဲ့မေတ္တာဓာတ်နဲ့ကလေးငယ်များရဲ့ရင်နဲ့သာသနာပန်းပင်စိုက်ပျိုးလို့သာနှလုံးသားဓမ္မလမ်းတွေပွင့်ပါစေအဘိဓမ္မာတီကဝိသုဒ္ဓိမနေအဘိဓမ္မာတီကဝိသုဒ္ဓိမနေပရိသေပဋ္ဌာန်သင်္นานများစွာဖွင့်လှစ်ကာသာသာသနာပြုနေပြီသာသနာပြုကြမည်ဗုဒ္ဓရှင်သွေးနဲ့လက်တွဲညီညီဗုဒ္ဓရှင်သွေးဗုဒ္ဓရှင်သွေးဗုဒ္ဓရှင်သွေးရင်သွေးသာသနာပြုမဲ့ဗုဒ္ဓရင်သွေးဓမ္မစာပေပြန်ပွားရေးအသင်းကြီးရောက်လာပါပြီရောက်လာပါပြီသာသနာပြုကြပါမည်ဗုဒ္ဓရင်သွေးဆရာတော်ဖျားနဲ့ဆရာမများရဲ့မေတ္တာဓာတ်နဲ့ကလေးငယ်များရဲ့ရင်နဲ့သာသနာပန်းပင်စိုက်ပျိုးလို့သာနှလုံးသားဓမ္မလမ်းတွေပွင့်ပါစေအဘိဓမ္မာတီကဝိသုဒ္ဓိမနေအဘိဓမ္မာတီကဝိသုဒ္ဓိမနေပရိသေပဋ္ဌာန်သင်္นานများစွာဖွင့်လှစ်ကာသာသာသနာပြုနေပြီလာကြတူတူသာသနာပြုကြမည်ဗုဒ္ဓရှင်သွေးနဲ့လက်တွဲညီညီဗုဒ္ဓရှင်သွေးဗုဒ္ဓရှင်